ကျွန်တော်ဘက်သွားနေရတော့ကျွန်တော်ရွာရဲ့300မှာဖြစ်ပါတယ်ကျွန်တော်တကယ်ချင်း6ယောက်သွားနေရပဲဖြစ်ပါတယ်ခုချိန်မှာကျွန်တော်စဝင်နေပါပြီရောက်လာမဲ့တယ်လို့ဖျားဖို့မျိုးကြီးနေပြောမှာပဲကျွန်တော်ဆိုနေတယ်အမျိုးကဒီမှာဒီလောက်ထားဘိုးရဲ့ငါ့ဘူးရိုက်ပြီးခဏနေကတဲရိုက်ပြီးအဘေးလာလို့မဟုတ်ပါနဲ့လို့ပါနဲ့အခုချိန်မှာကျွန်တော်ရောက်ရှိလို့နေပဲဖြစ်ပါတယ်ခုချိန်မှာကျွန်တော်တို့ဒါတော့ရောက်ရှိနေပါပြီကျွန်တော်ငယ်ချင်းနဲ့အတူတူစူးစမ်းလေ့လာရေးပေါ့စူးစမ်းလေ့လာရေးတွေ့ရှိနေရပဲဖြစ်ပါတယ်ညညီကောဟုတ်ဒီလိုမဟုတ်မဲ့တဲ့နာမည်ဖုန်းလဲဒီထက်နဲ့ကြောက်လားဘယ်လိုလဲခုနကပိုးရမ်းနဲ့ပြောတယ်ဘယ်လိုကပတ်လိုက်မျိုးလို့ပဲတော့မျိုးလို့ပဲကျွန်းကုန်မယ်ကျွန်းရင်ကြောက်တယ်ကျုပ်တို့ကျွန်တော်ဘာမှမပြောဘူးတူရီကျူမနေနဲ့လားနှုတ်ပါဒါလည်းမင်းတော့မြေပုံတော့လိုက်ခဲ့လေမင်းတော့ကမြေပုံကြီးဟုတ်တယ်ကမြေပုံဆက်တော့နာမဒါဟောဟောနေတယ်မျိုးကြီးကတော့ထုတ်တယ်တိုက်တယ်။ဟိုလာမျိုးဆိုင်နေတာဆိုင်။တော့မျိုးမဟုတ်ဘူး။ဒါကြောင့်ကျွန်တော်ကကြည့်ရတဲ့မှာ